ခေါင်းကိုက်တယ်ဗျဆေးဆရာကြီးဆိုကားစီမှာခေါင်းကိုက်တဲ့ဝေဒနာကိုတစ်ချက်တည်းနဲ့ပျောက်တယ်ကြားမိတယ်သွားပြအောင်ပါလေခေါင်းကိုက်နေလို့ပါဆရာကြီးခေါင်းမောက်လိုက်ဟုတ်ဆေးလိမ့်ပေးမလို့လားဆရာကြီးမကြောက်ပါနဲ့ကျွန်တော်စီလာရင်တော့အဲ့လိုမလုပ်ပါဘူးခေါင်းကိုက်တဲ့ဝေဒနာကိုလူတိုင်းခံစားမှုကြမှာပါခေါင်းကိုက်တဲ့အချိန်မှာဆိုရင်ဘာလို့အဆင်မပြေတော့ဘူးတော်တော်လေးလက်ခံရခက်တာကိုဒါခံစားမှုတဲ့သူတိုင်းသိပါတယ်ခေါင်းကိုက်ခြင်းအမျိုးအစားတွေကအများကြီးရှိပါတယ် tension headache migraine cluster headache စသဖြင့်အမျိုးအစားတွေအများကြီးရှိတယ်တကယ်တမ်းခွဲမယ်ဆိုရင်အမျိုးအစား150မျိုးအထိတောင်ခွဲလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့တော်တော်များများသတိမထားမိတတ်ကြတဲ့ခေါင်းကိုက်စေနိုင်တဲ့အရာ10ခုအကြောင်းကိုဘုသူတရအောင်ပြောပြပေးသွားပါမယ်ကျွန်တော်ကတော့ဒေါက်တာဆိုပြေပါထွေထွေယောဂကုဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေလေကျန်းမာရေးဘုသူတတွေကိုအမြဲတမ်းမျှဝေပေးလျက်ရှိပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်နံပါတ်1ကတော့ကျွန်တော်တို့တွေအားလုံးနေတိုင်းအသုံးပြုနေကြတဲ့ဖုန်းပါဖုန်းပဲဖြစ်ဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်အသုံးပြုတဲ့ screen time များမယ်ဆိုရင် eye strain ရစေနိုင်ပြီးတော့ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့် screen အသုံးပြုရတာများတဲ့သူတွေအတွက်ကျွန်တော်လုပ်နေကြနည်းလမ်းလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့20-20-20 rule လို့ခေါ်ပါတယ်ဖုန်းဖြစ်ဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်မိနစ်20အသုံးပြုပြီးတိုင်းမှာပေ20အကွာမှာရှိတဲ့အရာဝတ္ထုတစ်ခုခုကိုစက္ကန့်20လှမ်းကြည့်ပြီးတော့အနားယူပေးရပါမယ်ဒါကို20-20-20 rule လို့ခေါ်ပါတယ်ဒီလိုလုပ်ပေးခြင်းအပြင် eye strain ကိုတက်တာစေနိုင်ပြီးတော့ခေါင်းကိုက်ခြင်းကိုလည်းရှော့ချပေးနိုင်ပါတယ်နောက်ထပ်အရေးကြီးတာက screen time ကိုလည်းတက်နိုင်သလောက်ရှော့ချဖို့လိုအပ်ပြီးတော့ဖုန်းအသုံးပြုတဲ့အခါမှာအနည်းဆုံးမျက်နှာနဲ့တစ်ပေလောက်အကွာမှာထားပြီးတော့မှကြည့်သင့်ပါတယ်နံပါတ်2ကတော့ caffeine ပါကဖိန်းနဲ့ပါတဲ့ကော်ဖီလက်ဖက်ရည်အစရှိတာတွေကိုပုံမှန်တောက်နေကြသူတွေကဒါတွေကိုရုတ်တရက်ဖြတ်လိုက်မယ်ဆိုရင်ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရနိုင်ပါတယ်ဒါကဘာကြောင့်လဲဆိုတော့ကဖိန်းကဥကောင်းအတွင်းမှာရှိတဲ့သွေးကြောလေးတွေကိုကျင်းစေတဲ့အာနိသင်ရှိပြီးတော့ရုတ်တရက်ဖြတ်လိုက်မယ်ဆိုရင်ဒီသွေးကြောလေးတွေကပြန်ပြီးတော့ကျယ်လာတဲ့အခါမှာခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်ဒါကြောင့်ကဖိန်းနဲ့ပါတဲ့အရာတွေကိုအများကြီးအလွန်အကျွံမတောက်မိပါစေနဲ့ဖြတ်မယ်ဆိုရင်လည်းရုတ်တရက်ဖြတ်လိုက်တာမျိုးမလုပ်ဘဲနဲ့ဖြည်းဖြည်းချင်းလျှော့ပြီးမှဖြတ်တင်ပါတယ်နံပါတ်3ကတော့ရေဓာတ်ခန်းချောက်ခြင်းပါရေဓာတ်ခန်းချောက်နေမယ်ဆိုရင်ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ရေဓာတ်ပြေဝနေစေဖို့အတွက်တစ်နေ့ကိုအနည်းဆုံးရေ2လီတာတောက်ပေးတင်ပါတယ်တောက်တဲ့အခါမှာတခါတည်းအများကြီးတောက်တာမျိုးမလုပ်ဘဲနည်းနည်းချင်းစီဖြည်းဖြည်းချင်းတောက်ရပါမယ်နောက်ပြီးတော့ရေဓာတ်ကိုဆုံးရှုံးစေနိုင်တဲ့ကဖိန်းဓာတ်ပါတဲ့ကော်ဖီလက်ဖက်ရည်စားတာတွေရဲ့နောက်အရက်ဘီယာစားတာတွေကိုလျှော့ပြီးတော့တောက်တင်ပါတယ်နံပါတ်4ကတော့ခေါင်းအုံးပါကျွန်တော်တို့တွေအိတ်တဲ့အခါမှာကိုယ်နဲ့ကိုက်ညီတဲ့ခေါင်းအနှိမ့်အမြင့်ကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။တေချာမရွေးချယ်ဘူးဆိုရင်အိတ်တဲ့အခါမှာကြောရိုးအနေအထားမှန်ကန်ခြင်းမရှိတော့ဘဲနဲ့မနှက်နိုးတဲ့အခါမှာခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုကပက်လက်အိတ်တက်တဲ့သူလားဒါမှမဟုတ်ဘေးဆောင်အိတ်တာများတဲ့သူလားဒါတွေပေါ်မူတည်ပြီးတော့လေခေါင်းအနှိမ့်အမြင့်ကိုတေချာရွေးချယ်သင့်ပါတယ်။အိတ်ချိန်ကိုလည်းတစ်နေ့ကိုအနည်းဆုံး9နာရီပြည့်အောင်အိတ်သင့်ပါတယ်။နံပါတ်5ကတော့စိတ်ဖိစီးမှုပါစိတ်ဖိစီးမှုတွေများတဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကတင်းမာနေပြီးတော့ခေါင်းကိုက်ခြင်းဝေဒနာကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်ဒါကြောင့်စိတ်ဖိစီးမှုကိုတက်နိုင်သလောက်လျှော့ချရပါမယ်ခန္ဓာကိုယ်ကြွက်သားတွေတင်းမာနေတာတွေကိုရော့စေဖို့အတွက်အကျော်လျှော့လေ့ကျင့်ခန်းပြုလုပ်တာဒါမှမဟုတ်ရင်အနှိတ်ခံတာနောက်ခေါင်းကိုက်ခြင်းကိုတက်တာစေနိုင်တဲ့ဒီ pressure points လို့ခေါ်တဲ့အခုပုံထဲမှာပြထားတဲ့နေရာလေးတွေကိုနှိပ်ပေးတာမျိုးတွေလုပ်ပေးမယ်ဆိုရင်ဒါခေါင်းကိုက်ခြင်းဝေဒနာကိုတက်တာစေနိုင်ပါတယ်နံပါတ်6ကတော့ဟော်မုန်းပါတဲ့သားဆက်ချားဆေးတွေပါတချို့အမျိုးသမီးတွေမှာဆိုရင်ရာသီလာချိန်နီးရင်ခေါင်းကိုက်တာမျိုးလဲကြုံမှုကြမယ်လို့ထင်ပါတယ်ဒါဘာကြောင့်လဲဆိုတော့ဟော်မုန်းဓာတ်တွေအပြောင်းအလဲဖြစ်လို့ပါဒါကြောင့်အမျိုးသမီးတွေအနေနဲ့ဒီဟော်မုန်းပါတဲ့သားဆက်ချားဆေးတွေတောက်ပြီးမှခေါင်းကိုက်တာမျိုးဆိုရင်တော့ဒါဆရာဝန်နဲ့ပြန်တိုင်ပင်ပြီးတော့သားဆက်ချားနီလန်းကိုပြောင်းသင့်ရင်ပြောင်းရပါမယ်နံပါတ်9ကတော့အမွှေးရည်နှံ့တွေပါရေမွှေးနောက်တခြားအမွှေးရည်နှံ့ပါတဲ့ပစ္စည်းတွေကဆိုရင်မတည့်တဲ့သူတွေအတွက်ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါပေမဲ့တချို့ရနံ့နေရတော့တချို့သူတွေမှာခေါင်းကိုက်ခြင်းကိုတက်တာစေနိုင်တာမျိုးတွေလည်းရှိနိုင်ပါတယ်။ကျွန်တော်တို့ aroma therapy လို့ခေါ်တဲ့ရနံ့စီကူထုံးလို့ခေါ်တာပါနော်။ဒီရနံ့နေရဆိုရင်တဲ့တဲ့သူတွေအတွက်တော့ကူထုံးဖြစ်ပြီးတော့မတဲ့တဲ့သူတွေအတွက်တော့ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကိုကခေါင်းကိုက်တက်တဲ့သူဆိုရင်ဒီလိုမျိုးအမွှေးရနံ့ပါတာတွေကိုအသုံးပြုမယ်ဆိုရင်တော့နားလေတက်ကျွမ်းတဲ့သူနဲ့တိုင်ပင်ပြီးတော့မှအသုံးပြုသင့်ပါတယ်။နံပါတ်8ကတော့အကိုက်ခဲပြောက်ဆေးတွေပါ။ဘလို့ကြီးလဲပေါ့ခေါင်းကိုက်တဲ့အခါမှာအကိုက်ခဲပြောက်ဆေးတွေတောက်ရင်တက်တာမှာမဟုတ်ဘူးလားပေါ့
ဟုတ်ပါတယ်ခေါင်းကိုက်တဲ့အခါမှာအကိုက်ခဲပြောက်ဆေးတွေတောက်ရပါတယ်ဒါပေမဲ့တချို့သူတွေကဒီအကိုက်ခဲပြောက်ဆေးတွေကိုကိုယ်သဘောနဲ့ကိုနေ့စဉ်ရက်ဆက်တချို့ဆိုလားနဲ့ချီပြီးတော့တောက်တဲ့သူတွေရှိပါတယ်ဒီလိုမျိုးတောက်မယ်ဆိုရင်တော့ဒါခေါင်းကိုက်ခြင်းကိုပိုပြီးတော့ဆိုးစေနိုင်ပါတယ်ဒါကိုကျွန်တော်တို့ rebound headache medication overuse headache လို့ခေါ်ပါတယ်ဆိုတော့ခေါင်းကိုက်တဲ့အခါမှာပါရာစီတမော ibuprofen စတဲ့ OTC အကိုက်ခဲပြောက်ဆေးတွေကိုသူ့ရဲ့သတ်မှတ်ပမာဏအတိုင်းတောက်ပေးမယ်ဆိုရင်ခေါင်းကိုက်ခြင်းကိုသက်သာစေနိုင်ပါတယ်ဥပမာဒီနေ့ဒီဗီဒီယိုလေးကိုရိုက်ကူးဖို့ကူညီပေးထားတဲ့ Parashin Original မှာဆိုရင်သူကပါရာစီတမော 900mg ပါဝင်ပါတယ်အဲ့တော့ကျွန်တော်တို့တွေခေါင်းကိုက်တဲ့အခါမှာ Parashin Original တစ်လုံး6နာရီချာလိုအပ်ရင်4နာရီချာအထိတောက်ပေးလို့ရပါတယ်အသေးယောဂကြောက်ကက်ယောဂရှိတဲ့သူတွေနာတာရှည်အရက်ဆွဲနေတဲ့သူတွေအရန်ပိန်လွန်တဲ့သူတွေနဲ့ဆွဲတောက်နေရတဲ့ဆေးတွေရှိတဲ့သူတွေမှာဆိုရင်တော့ဆရာဝန်နဲ့အရင်တိုင်းပြီးမှတောက်သင့်ပါတယ်နံပါတ်9ကတော့ရာသီဥတုပါအခုလိုမျိုးရာသီအကူးပြောင်းချိန်မှာဆိုရင်နေမကောင်းနေဖြစ်ကြတယ်လေဥပမာရာသီတုပ်ကွေးလိုမျိုး virus ပိုးတွေကူးစက်ခံရပြီဆိုရင်ဒီ virus ပိုးတွေကနှာခေါင်းအတွင်းမှာရှိတဲ့ mucous membrane တွေကိုရောင်ရမ်းစေနိုင်ပြီးတော့မျက်စိနဲ့ဥကောင်းပတ်ပတ်လည်မှာဖိအားတွေများစေခြင်းအပြင်ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်ဒီလိုမျိုးမဖြစ်ရအောင်လိုအပ်တဲ့ကာကွယ်ဆေးတွေကိုထိုးထားပြီးတော့ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ရပါမယ်။တကယ်လို့အေးမိတုပ်ကွေးဖြစ်လို့နှာဆေးနှာပိတ်ပြီးတော့ခေါင်းကိုက်တာမျိုးဆိုရင်တော့ဒီပါရာရှင်းကိုလိုမျိုးပါရာစီတမောနဲ့တခြားနှာဆေးနှာပိတ်တာတွေကိုသက်သာစေတဲ့ဆေးတွေကိုပေါင်းစပ်ထုတ်လုပ်ထားတဲ့ဆေးမျိုးကိုတောက်ပေးလို့ရပါတယ်။ဒီပါရာရှင်းကိုမှာကြတော့ဘေးရွက်ဆိုးကျိုးများတဲ့ PPE တွေမပါဝင်ပါဘူး။နောက်ပြီးတော့တစ်ခုသိထားရမှာကသူ့မှာကပါရာစီတမော 900mg ပါပြီးသားပဲဆိုတော့ခေါင်းကိုက်တာအတွက်ပါရာစီတမောကိုတက်တက်ထပ်တောက်စရာမလိုပါဘူးခေါင်းကိုက်တာရောနှာဆေးနှာပိတ်တာတွေရောအတွက်တစ်မျိုးတည်းတောက်ရုံနဲ့လုံလောက်ပါတယ်နောက်ဆုံးနံပါတ်10ကတော့ကိုခံအားပါကိုခံအားကောင်းနေဖို့ကအရေးကြီးပါတယ်ကိုခံအားနည်းနေမယ်ဆိုရင်ရောဂါပိုးပေါင်းစုံဝင်လာနိုင်ပြီးတော့ခေါင်းကိုက်တာအပြင်လက္ခဏာတွေပေါင်းစုံခံစားရနိုင်ပါတယ်ဒါကြောင့်ကိုခံအားကောင်းစေဖို့အတွက်အိမ်ရေးဝအောင်အိပ်ပါရေများများတောက်ပါအစားအစာကိုအာဟာရပြည့်ဝမျှတအောင်စားသုံးပေးပါကဲဒီလောက်ဆိုရင်ကိုယ်ခေါင်းကိုက်စေနိုင်တဲ့အရာတွေကဘာတွေဖြစ်နေမလဲဆိုတာကိုသိသွားကြပြီလို့ထင်ပါတယ်အခုလောလောဆယ်ဘာကြောင့်ခေါင်းကိုက်နေကြလဲကိုမမှာပြောပေးသွားအောင်နော်တခြားသူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို share ပေးလိုက်ကြအောင်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်